အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Scary Tale Movie ကနေပရိသတ်တို့ကြည့်ဖို့တဲ့ Rapunzel နဲ့လုံးဝမတူတဲ့ New Version Rapunzel Movie လေးကိုကြည့်ရမှာဖြစ်ပါတယ်ဒီတော့ channel လေးကို Subscribe ဗီဒီယိုလေးကို Like လုပ်ပြီးသွားပြီဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါမယ်ဘာတွေဖြစ်နေရလဲအိမ်မက်ရှည်ကြီးမှတ်ပြီးအခုမှနိုးလာတယ်လို့ခံစားရတယ်ဒီအနီရောင်အမှတ်ကရောဘယ်ကနေရောက်လာလဲဖြတ်လို့လည်းမရဘူးထားပါတော့ဘာမှမဖြစ်ပါဘူးကျွန်တော်ကချုံမောနေလို့တော်ပါသေးတယ်ဒီမာယုတ်ကကြည့်ရတာတော့တော်တော်မိုက်တဲ့ပုံပေါ်သွားစေရပဲကျွန်တော်နာမည်ကဂျေကော့ဒီညလည်းလွတ်လွတ်လပ်လပ်ပဲကျွန်တော်ရဲ့မင်းသမီးလေးနဲ့အတူထွက်ပြေးတော့မယ်သူ့နာမည်က Rapunzel မိစ္ဆာကြီးငရဲပြည်ကိုသွားလိုက်တော့သူ့ကိုတတ်ပြီးမင်းသားအတွက်လက်စားချေပေးဖို့သူ့မျက်လုံးတွေကိုဖောက်ထုတ်ပြစ်မယ်မင်းတို့ဘာလုပ်နေရလဲ तू က Rapunzel လေဒီရဲတိုက်ကြီးထဲမှာစုံမကြီးတယောက်ဖမ်းချုပ်ထားတာခံနေရတဲ့စင်ရဲ့နွမ်းပါတဲ့မိန်းကလေးတယောက်ပါကွာမင်းမျက်လုံးတွေဖွင့်ကြည့်အောင်ဂျေကော့အဲ့ဒီမှာငါတို့မြင်ရတာတော့လူတစ်ယောက်ကိုတတ်လိုက်တဲ့မိစ္ဆာတစ်ကောင်ပဲရှိတယ်ကော်တဲကတေသွားပြီ Rapunzel ကိုယ့်ရဲ့ Rapunzel လေကျွန်တော်စိုးရင်တကြီးနဲ့ Rapunzel မှော်ကြည့်လိုက်တယ်သူကပတင်းပေါက်ပြီးမှထိုင်နေတော့မယ်ဒါပေမဲ့သူမရဲ့ရွှေရောင်စပင်တွေကနှက်မောင်သွားပြီးသူ့ရဲ့ပါးစပ်ပေါက်ကလည်းပိတ်နေတယ်ဒီတက်သားတွေကကော်တဲရဲ့ရန်သူတွေဖြစ်ရမယ်သူတို့ကကော်တဲရော Rapunzel ပါတုတ်ခပေးဖို့ရောက်လာကြတယ်ဒီစစ်သားတွေလည်းဘာမှမထူးငါမင်းတို့အားလုံးအပြစ်ပေးမယ် Rapunzel ငါပဲရောက်နေရလဲငါရဲ့ခန္ဓာကိုယ်ကကြောက်စရာကောင်းတဲ့တစ်ခုခုဖြစ်ပျက်ခဲ့တယ်လို့ခံစားနေရတယ်ဒါပေမဲ့ငါရဲ့စိတ်ကလုံးဝပလာဖြစ်နေတယ်ငါတကူလုံးမှလည်းထူဆန်းတဲ့အမှတ်သားတွေရှိနေတယ်ငါဘာလို့ဒီမှာရောက်နေရလဲသိစေနိုင်တဲ့နေရာတွေမှာလည်းအမှတ်သားတွေနဲ့ကော်တဲကငါနဲ့ Rapunzel ကြောင့်တည်သွားပြီငါတို့ကိုခွဲဖို့တခုခုလုပ်ခဲ့တာများလားငါအခုချက်ချင်းပဲ Rapunzel ကိုတွားရှာရမယ် Rapunzel တကယ်ပဲဘာဖြစ်သွားလဲကျွန်တော်စိတ်ထဲကမတက်မတာဖြစ်မှုကပိုပြီးပြင်းထန်လာတယ်တီတက်သားတွေကိုမြင်မြန်ရှင်းပြီး Rapunzel ကိုအမြန်ဆုံးကယ်တင်ရမယ်သူရဲ့ကောင်းဆန်တဲ့နီလန်းတွေမဟုတ်ရင်အောင်သူ့ကိုကယ်တင်ဖို့အတွက်လုပ်ရလိမ့်မယ်ဒါပေမဲ့ကျွန်တော်သူမရဲ့နူးညံ့ပြီးလှပတဲ့စပင်တွေကိုလှမ်းကင်ဖို့လက်လန်းလိုက်တဲ့အချိန်မှာပဲရုတ်တရက်လေပင်တစ်လျှောက်အေးစိမ့်သွားတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကထုံကျင်သွားပြီးလုံးဝထိန်ချုပ်လို့မရတော့ဘူးငါရှုံးနှိမ့်သွားခဲ့ပြီငါ Rapunzel ကိုမကယ်တင်နိုင်ခဲ့ဘူးနောက်တစ်ချိန်ငါကြောင့်သူငိုရပြန်ပြီကျွန်တော်မျက်လုံးတွေကိုမိတ်ဖို့ညှင်းဆန်ခဲ့ပေမဲ့မောင်မိုက်မို့ကကျွန်တော်ရဲ့စိတ်ကိုလွှမ်းခြုံသွားပြီးကျွန်တော်တကူလုံးကိုဝါမျိုးသွားခဲ့တယ်အမေသူ့ကိုမျက်စိကန်းအောင်လှုပ်လိုက်နောင်သမီးတို့ရဲ့ချစ်ချင်းမြတ်တာကိုခွဲခွာပြစ်လို့မရပါဘူးကျွန်တော်အလင်းရောင်ကိုပြန်မြင်လာရတဲ့အချိန်မှာကျွန်တော်က Rapunzel ရဲ့ရဲတိုက်ထဲမှာရောက်နေတာတွေ့လိုက်ရပါတယ်ဒီညသူသမီးကိုလာခေါ်ပြီးတီးကနေခေါ်ထုတ်သွားလိုက်မယ်မင်းရဲ့ညစ်ပတ်တဲ့ပါးစပ်ကဘယ်တော့မှကောင်းတာမပြောဘူးယောက်ျားတွေကိုဆွဲဆောင်ဖို့တချင်းဆိုပြီးချစ်တင်နှောနေရပဲရှိတယ်ငါအဲ့ဒီပါးစပ်ကိုပိတ်ပစ်မယ်ခဏလေးနေပါအောင်ဒါတွေအားလုံးကနားလည်မှုလွဲတာတွေပဲဘာလို့ဒီလိုတွေဖြစ်နေရလဲငါကသူတို့နှစ်ယောက်လုံးမမြင်နိုင်တဲ့တရေတကောင်လိုပဲ Rapunzel ကျိန်းစာတင့်တာကိုကျွန်တော်ဘာမှမတတ်နိုင်ပဲရက်ပဲကြည့်နေခဲ့ရတယ်မင်းရဲ့မင်းသားလေးအခုမင်းကိုဘယ်လိုရှာတွေ့မလဲကြည့်ကြတာပေါ့မင်းသားကိုမျက်စိကန်းအောင်လှုပ်ခဲ့တာသူပဲရဲတိုက်ထဲကမိစ္ဆာဖြစ်နေလဲဘာမှမထူးတော့ဘူးမိရှို့ပြစ်လိုက်ကြကျွန်တော် Rapunzel စီကိုပြေးသွားပြီးသူ့ကိုခေါ်ထုတ်သွားချင်ပေမဲ့သူ့စီကိုမရောက်ခင်မှာပဲကျွန်တော်ရှေ့ကမြင်ကွင်းအားထပ်ပြီးပြောင်းသွားပြန်တယ်ကျွန်တော်နောက်တစ်ကြိမ်ရဲတိုက်ရှိမှရောက်နေတာကိုပြန်တွေ့လိုက်ရတယ်စစ်သားတွေနဲ့လည်းနောက်တစ်ကြိမ်ထပ်ပြီးရင်ဆိုင်နေရတယ်ကျွန်တော်သဘောပေါက်သွားတယ်ကျွန်တော်က Rapunzel ရဲ့နာကျင်စရာကောင်းတဲ့အတိတ်မှတ်ဉာဏ်တွေကိုဘေးကနေရက်ကြည့်နေရတဲ့တသက်ခံတယောက်တသက်ပဲဖြစ်နေခဲ့တယ်ဟိုးအစကတည်းက Rapunzel ပဲဖြစ်နေခဲ့တာမှတ်ဉာဏ်မရှိတဲ့ဆောင်းဝန်းထဲမှာပိတ်မိနေပြီးအကြိမ်ကြိမ်ခါးသီးတဲ့တေဆုံးခြင်းနဲ့တေဆုံးနေတဲ့ကျွန်တော်ကိုသူ့စပင်ရဲ့မှော်စွာနဲ့ထက်ကကဲတင်နေခဲ့တာပြီးတော့အကြိမ်တိုင်းကျွန်တော်တို့အတိတ်မှတ်ဉာဏ်တွေရဲ့ဝန်ကိုသူမတယောက်တည်းအပြေအဝထိန်းထားခဲ့တာကျွန်တော်သူ့မျက်စိရှေ့မှာတေဆုံးတာကိုမြင်တွေ့ခဲ့ရပြီးမှသူ့ရဲ့မှော်စွာနဲ့နောက်တစ်ကြိမ်ပြန်ရှင်လောင်ပြန်ခေါ်ခဲ့တာပဲငါရဲ့လိန်ညာမှုကြောင့်ကော်တေကငါ့ကိုမင်းသားလို့မှားထင်သွားတယ်သူ့ရဲ့ဒေါသကြောင့်မင်းသားအစ်စ်ကိုမျက်စိကန်းစေခဲ့ပြီးတိုင်းပြည်ရဲ့လက်စားချေမှုကိုဖြစ်ပေါ်စေခဲ့တယ်ပြီးတော့ Rapunzel အပြစ်မရှိတဲ့သူဒါတွေနဲ့မထိုက်တန်တဲ့သူကအဲ့ဒီအရှုပ်ထွေးတွေကြားထဲမှာပါသွားခဲ့ရတယ် Rapunzel ဒီတစ်ခါတော့ကိုထိခိုက်အောင်မလုပ်ပါနဲ့ငါကတိပေးတယ်ငါသူ့ကိုကယ်တင်ပြီးဒီအဆုံးမရှိတဲ့စောင့်ဝန်းကိုဖျက်ဆီးပစ်မယ်
ကျွန်တော်ရှိရရန်သူကရုတ်တရက်ချွန်ထက်တဲ့တစ်ခုနဲ့ထိုးဆိုင်ခံလိုက်ရပြီးလဲကျသွားတယ်။အဲ့ဒါကစပင်တမြင်ပဲ။အဲ့ဒီစပင်တမြင်ကကျွန်တော်စီရွှေလျားလာတာကိုအံ့အားသင့်စွာနဲ့ကျွန်တော်စိုက်ကြည့်နေမိတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ပါးပြင်ကိုထိပြီးတော့အตาအရာပုတ်သက်ပေးနေတယ်။မကြောက်ပါနဲ့ကျမပါ။ကျမကိုယ်စပင်ကိုထိမ့်ချုပ်နိုင်ပြီဆိုတာသိလိုက်ရတယ်။ဒီတစ်ခါတော့ကျမရှင်နဲ့တူတူတိုက်ခိုက်ပေးမယ်။အဲ့ဒီနောက်ကျွန်တော်မျက်စိရှိမှကြောက်မက်ဖွယ်တက်ဖြတ်ပွဲတစ်ခုဖြစ်ပေါ်သွားတယ်။ဒါမှမဟုတ်တိုက်ပွဲလို့တောင်ခေါ်လို့ရပါမလား။တစ်ဖက်ထဲကသာခုခံနိုင်စွမ်းမရှိအခုအညီမဲ့စွာနဲ့တက်ဖြတ်ခံနေရတာကျွန်တော်ရှိရရန်သူတွေရှင်းသွားတော့ကျွန်တော်ယုံကြည်မှုအပြည့်နဲ့ရဲတိုက်ဖက်ကိုရှောက်သွားလိုက်တယ်။ရပန်ဆေကကျွန်တော်စောင့်နေတယ်။ကျွန်တော်လည်းသူ့ညင်သားစွာဆွဲယူပြီးရင်ခွင်ထဲထည့်ဖတ်ထားလိုက်တယ်။ရပန်ဆေကိုမင်းကိုလိန်ညာခဲမိတာတွေအတွက်တောင်းပန်ပါတယ်။ကိုကမင်းသားမဟုတ်ပါဘူး။ကိုကဂျေကော့လို့ခေါ်တဲ့ကြောက်တတ်တဲ့သူရဲကောင်းတစ်ယောက်ပါ။အိုးကျမအမြဲတမ်းချစ်ခဲ့ရတဲ့သူကလည်းရှင်ပါပဲဂျေကော့ရှင်ပေးကင်းတာပဲကျမဝမ်းသာပါတယ်။ဒီနေမြေကငါတို့အတွက်မလုံခြုံတော့ဘူး။ဟိုးအဝေးကြီးကကျေးလက်ဒေသတနေရာစီငါတို့ပန်းဆယ်ကိုခေါ်သွားမယ်။ငါတို့တူတူအိမ်ဆောက်ပြီးပျော်ရွှင်စွာနေထိုင်သွားကြမယ်လေ။ဟုတ်ကဲ့ပါရှင်။ဒါကတော့ပရိသတ်တို့ကြည့်ဖို့တဲ့ Rapunzel ဇာတ်လမ်းနဲ့မတူတဲ့ New Version Rapunzel ပါရှင်။ပရိသတ်တွေကြိုက်နှစ်သက်ရလားရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နော်။ကျွန်မကတော့ Lady Kim ပါရှင်။